ရှေးခေတ်အချိန်မှာလူတွေကသဘာဝဘေးရန်တွေမှာလွတ်မြောက်ဖို့ကောက်ပဲသီးနှံတွေဖြစ်ထွန်းဖို့စစ်ပွဲတွေမှာအနိုင်ယူဖို့အတွက်ဂေါတွေကိုကိုးကွယ်ကြပါတယ်။ဂရိနိုင်ငံမှာတော့ Zeus, Hera, Poseidon, Athena, Ares နဲ့ Hades ဆိုတဲ့နတ်ဘုရားတွေကိုအဓိကကိုးကွယ်ကြပါတယ်။အဲ့ထက်မှာ Zeus ဆိုတဲ့နတ်ဘုရားကလူသားတွေအတွက်တင်မဟုတ်ပဲနတ်ဘုရားတွေအတွက်ပါအားထားဆုံးသူဖြစ်ပါတယ်။ Zeus က Greek mythology မှာနတ်ဘုရားတွေရဲ့ဘုရင်ဖြစ်ပြီးသူ့မှာမိန်းမ9ယောက်ရှိခဲ့ပါတယ်။ Zeus ရဲ့အချစ်ဆုံးမိန်းမကတော့ Hera ပဲဖြစ်ပါတယ်။အမျိုးသမီးတွေကသူတို့ကလေးမွေးတဲ့အချိန်ကျရင် Hera ကမိခင်နဲ့ကလေးကိုကာကွယ်ဆောက်ရှောက်ပေးရလို့ယုံကြည်ကြပါတယ်။ Zeus နဲ့ Hera တို့နှစ်ယောက်ရဲ့သားသမီးတွေကတော့စစ်နတ်ဘုရား Ares, မီးနတ်ဘုရား Hephaestus နဲ့နုပြိုခြင်းနတ်ဘုရားမှာ Hades တို့ဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာနတ်ဘုရားမဟုတ်တဲ့ Zeus ရဲ့သားတစ်ယောက်ရှိပါတယ်။သူ့နာမည်ကတော့ Hercules ဖြစ်ပါတယ်။ Hercules ကို Zeus နဲ့ Artemis ဆိုတဲ့မိန်းကလေးတို့ကမွေးဖွားခဲ့ပါတယ်။ Hercules ကလူသားသွေးတော်ဖြစ်တာကြောင့် god စစ်စစ်မဟုတ်ပဲ demigod တစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ Hercules ရဲ့ခွန်အားနတ်ဘုရားတွေထက်တောင်ပိုသန်ပါလို့ Greek mythology မှာအရန်ကြော်ကြပါတယ်။ Hercules မွေးဖွားစဉ်ကတည်းက Hera က Hercules ကိုမုန်းခဲ့ပြီး Hercules ကိုတတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။အကြောင်းကတော့သူ့ခင်မွန်းဖြစ်တဲ့ Zeus ကတင်မျိုးဖြစ်တဲ့ Artemis နဲ့ဖောက်ပြန်ပြီးရလာတဲ့ကလေးမျိုးမိမသဘာဝအရာ Hercules ကိုမုန်းနေတာပါ။ Hercules ရွယ်ရောက်လာတော့ Megara ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပြီးကလေး9ယောက်မွေးခဲ့ပါတယ်။တရက်မှာ Hera က Hercules ကိုခဏတာယူသွားအောင်လို့သူ့အစွမ်းနဲ့လုပ်ခဲ့ပါတယ်။အဲ့ဒါကြောင့် Hercules ကစိတ်ဖောက်ပြန်သွားပြီးသူ့မိန်းမနဲ့ကလေးတွေကိုသူ့ကိုယ်တိုင်တတ်ခဲ့ပါတယ်။ဘယင်ဖြစ်တဲ့ Eurystheus ကမိသားစုကိုတတ်ခဲ့တဲ့ Hercules ကိုအပြစ်ပေးတဲ့အနေနဲ့လုပ်ငန်း12ခုခိုင်းခဲ့ပါတယ်။အထက်မှာ Hercules ကိုကနဝင်တွင်သွားစေတဲ့လုပ်ရက်2ခုရှိခဲ့ပါတယ်။ပထမဦးဆုံးအပြစ်ဒဏ်ကနေမီယန်ချင်းသေးနဲ့ Hercules ကိုတိုက်ခိုင်းခဲ့ပါတယ်။နေမီယန်ချင်းသေးဆိုတာတာမန်ချင်းသေးတွေတဲ့အရွယ်စားပူကြီးပြီးသူ့ရဲ့အရေးပြားကလည်းဓားလန်တိုးမပေါက်ပါဘူး။ဒါပေမဲ့ Hercules ကတော့လက်ဗလာနဲ့ချင်းသေးကိုအရေးကွန်ဆုပ်ပြီးလေပင်းညစ်တက်ခဲ့ပါတယ်။ဒုတိယအပြစ်ဒဏ်ကတော့ Hera မွေးထားတဲ့ Hydra မွေးနဂါးကိုတက်ရမှာပါ။ Hydra နဂါးဆိုတာဥကောင်းပြက်ရင်တောင်နောက်ထပ်ဥကောင်းနှလုံးပြန်ပေါက်တဲ့နဂါးဖြစ်ပါတယ်။ဒါပေမဲ့ Hercules ကတော့အနဂါးကိုတီကောင်တက်တယ်လို့တက်ခဲ့ပါတယ်။ Hercules ကသူ့အပြစ်တွေအကုန်လုံးကိုပေးဆက်ပြီးတဲ့နောက်မှာမိန်းမတစ်ယောက်ထပ်ယူခဲ့ပါတယ်။အဲ့အမျိုးသမီးနာမည်က Deianira ဖြစ်ပါတယ်။ Hercules က Deianira ကိုအရန်ချစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့လူတစ်ပိုင်းမြင်းတစ်ပိုင်းဖြစ်တဲ့ Nisus က Deianira ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အဲ့ဒါကို Hercules မြင်တော့အစိတ်လူးထားရမြနဲ့ Nisus ကိုပြစ်တက်လိုက်ပါတယ်။ Nisus ကလည်းသူ့မသိခင် Deianira ကိုသူ့သွေးကအစွမ်းထက်တဲ့ချစ်ချင်းမြတ်တာကိုဖန်တီးနိုင်တဲ့ဖြစ်ကြောင်းပြောပြီးဂျင်းထက်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက် Deianira က Hercules သူ့ပေါ်မှာအမြဲတမ်းသစ္စာရှိအောင် Nisus သွေးစိန်ထားတဲ့အင်ကြီးကိုဝေခိုင်းခဲ့ပါတယ်။အင်ကြီးဝေပြီးချင်း Hercules ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာပြီးနောက်ဆုံးမှာသေဆုံးခဲ့ပါတယ်။အကြောင်းကတော့နေဆက်ရဲ့သွေးတွေက Hercules မခံနိုင်တဲ့အစိတ်တွေဖြစ်လို့ပါ။ Hercules သေဆုံးပြီးနောက်မှာတော့ Hercules ကသွေးနှောနတ်ဘုရားမဟုတ်တော့ပဲနတ်ဘုရားဆင်စေဘဝကိုရောက်သွားပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ Greek mythology မှာအရန်ကိုနာမည်ကျော်ကြတဲ့ Hercules အကြောင်းကိုပြောထားတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုပြောမှဖြစ်လို့စောင့်မျှော်ပေးကြပါဦး